လာပါဒီနေ့နိုးရာတန်းနေရနောက်ဆုံးဝတ်ပြတာလေးဖြစ်ပါတယ်အဲတက်ကြည့်မယ်ဘယ်လိုဒီဇိုင်းဖြစ်လဲဆိုတာအေးပဲရလဲပကူကမလေးလှလိုက်တာချစ်စရာလေးကြည့်ပါအတွန်လေးဒါလေးကိုလေဒီပေါ်တင်ဝက်လေဒီပေါ်တင်ဝက်ပြီးဒီအောက်ကဒီလိုလက်ရှည်ရှည်လေးဒီအစည်းလေးနဲ့လေအဲ့လိုဝက်လို့ရတယ်နှစ်မျိုးဝက်လို့ရတယ်နော်โอเคကမော်လမြန်မလေးလှလိုက်တာကြည့်ပါဦးပြည့်ရိနေမှာကြည့်အောင်နော်တော့ချက်ကပ်ပြီးတော့ဘာမှတော့လည်းဖြစ်စရာမလိုဒီလိုအင်ကြီးကိုပုံစံမျိုးမျိုးချုပ်လို့ရတယ်နော်ဒီလိုတစ်ချမ်းဆောင်းပြီးတော့ကျွန်တော် dropping ယူမလားနော်ကိုကြိုက်တယ်လို့မျိုးလေဒီလိုဒီဘက်တစ်ချမ်းလုံးမျိုးကိုပဲတစ်ထည်အပြည့်ချုပ်ချင်တာလားဟုတ်လားဟုတ်လှတယ်ကတာကလှတယ်ဒီအယောင်လေးနဲ့လည်းဒီကော်လန်လေးနဲ့ချစ်စရာလေးကြည့်ပါအောင်လှတယ်ကော်လန်လေးကိုလည်းမီးဘူးချူထားတယ်လေစင်ပြေတော့ကြိုက်လက်ကအမလေးလှလိုက်တာချစ်စရာလေးဒီအယောင်လေးနဲ့လည်းလိုက်နေလုံးဝချက်ကတ်နေရပဲကြည့်ပါအောင်မာဒီတောက်ကိုအုံထည့်ထားတာအစားလုံးဝလာတော့ပဲခုမူပင်ကမလေးရှက်ကော်လန်လေးနဲ့နိုးဗရာကိုစားလေးကိုလုံးဝချက်ကတ်နေရကြည့်အောင်လှနေရောပဲအနီရောင်လေးနဲ့ Christmas ဘုန်းနေလေးဆိုတော့ဟုတ်လား Okay go တနက်ပင်မလေးလှလိုက်တာကြည့်ပါဦးအတွန်လေးတွေကအစားမှာအတွန်လေးတွေထည့်ထားစိတ်ရှည်လက်ရှည်ကိုထည့်ထားကြည့်ပါလေးခေါင်းလောင်းလေးနဲ့လှတယ်ချစ်စရာလေးကြည့်ပါဦးဒီအိမ်လေးလှgo မူတုံးကလေးလှလိုက်တာကြည့်ပါဦးချောရောနာပဲဒီလိုတစ်ထည်လုံးအပြည့်ထုတ်ချင်လိုက်ရရနော်ဘာမှဖြစ်ဘူး Okay go နောက်ချိုကလှလိုက်တာချစ်စရာလေးကြည့်ပါဦးနော်ဒါလေးလေဒီပေါ်တင်ဝက်လည်းရရနော်အောက်ချဝက်လည်းရတယ်အပေါ်တင်ဝက်ပြီးတော့ကွာဒီနားမှာအစည်းလေးနဲ့လေလက်ဖောင်းဒီလောက်ကလေးလေအဲ့လောက်ကလေးဆိုတော့လှရနော်ကူလေးလည်းလှရချစ်စရာလေးလှတော့ကွင်းကြံတော့လှလိုက်တာမှာနှိပ်စီလေးတောင်တက်ထားသေးတယ်ကျန်တဲ့နေရာတွေလည်းချောတယ်လက်ပြက်လေးလည်းအဆင်ပြေတယ်ဟုတ်ဘွားချီပကိုးကမလေးလှလိုက်တာချစ်စရာလေးနော်အထည်ရည်တွေကုန်ပြီးလားအကုန်ပြီးတယ်ဘယ်နှထည်လဲ30မိုးဗရာမှာ31ထည် Okay good လိုက်မော်လမြိုင်ရလှလိုက်တာကြည့်ပါဦးကော်လန်လေးနဲ့မွန်ဒယ်လေးချစ်စရာလေးဘယ်နားမှမနေဘူးဟုတ်ကတာကချစ်စရာလေးအတွန်လေးတွေရစားမကြည့်အောင်လှနေရောပဲချောပြောင်းနေရပဲကြည့်ပါဦးအိုးဘယ်နေရာမှမရှိဘူးလက်ရတွေကစားလုံးဝကိုတန့်ထွက်သွားတယ်နော်ဟိုကမိုက်တယ်ဒီအင်ကြီးလေးချစ်စရာလေး Okay good ကြိုက်လက်ကမလေးလှလိုက်တာချစ်စရာလေးကြည့်ပါဦးနော်ဇာလေးနဲ့ဟိုနေလေးနဲ့ကော်လန်လေးနဲ့လှလိုက်တယ်ဟိုဘင်ကမလေးလှလိုက်တာချစ်စရာလေးကြည့်ပါဦးနော်ဒီလိုအင်ကြီးပုံမှာအများကြီးချုပ်လို့ရတယ်နော်အဲ့ဒီတော့ကဒီပတ်တန်ဆွဲတော့ကပြောတယ်လေနော်ပုံစံအမျိုးမျိုးချုပ်လို့ရတယ်ဆိုတဲ့ဟာလေနော်လက်နက်ပင်မလေးလှလိုက်တာချစ်စရာလေးအစင်းလေးနဲ့ကြည့်ပါဦးကော်လန်လေးနဲ့ကိုလိုက်နေရောပဲမူတုံကမလေးလှလိုက်တာချောပြောင်းရောင်းညာပဲကြည့်ပါဦးဘာမှတော့ဟိုကမဖြစ်ရတော့နော်โอเคก็နောင်ချိုကလှလိုက်တာကြည့်ပါဦးလုံးဝချုံးမွေညာပဲနော်အကုန်လုံးလေနော်ဒါတော့အုံထည့်ထားတာနော်မူဘရာဟုတ်တယ်ကောဝညံကုန်းကလှလိုက်တာကြည့်ပါဦးနော်ဒါလေးတွေရောအဆင်ပြေတယ်ဒီနားလေးတွေရောချောပြီးတော့လေနော်ထဲထဲအောင်ကောအကိုကလှလိုက်တာကြည့်ပါဦးကော်လန်လေးနဲ့နော်โอเคကောမော်လမြိုင်အောင်လေးလှလိုက်တာအတွန်လေးတွေကစားကြည့်ပါဦးလှလိုက်တာနော်ဖဲပြားလေးရောမိုက်တယ်ကြိုက်တယ်ဒီအင်ဂျီလေးနဲ့ရမ်းလိုက်တယ်ကတာကအင်ဂျီထဲကုန်ပြီးလားဘယ်နဲ့ထဲချိုးရလဲနိုးရာမှာ31ထဲ31လုံးပြီးရပေါ့ဟိုးမိုက်တယ်ကောလာနော်တစ်နှစ်ပင်လှလိုက်တာကြည့်ပါဦးမယုံလုံးဝစင်ရင်းနေရပဲအဖက်ပြားလေးတွေကအစနော်ဘာမှအဲတာဘူးမရှိဘူးတုံကလှလိုက်တာကြည့်ပါဦးနော်ဖြူလေးနဲ့ကော်လန်လေးနဲ့မလေးမွန်လေးနဲ့ချစ်စရာလေးကောနောက်ချိုးကလှနေရောပဲကြည့်ပါဦးတော့ကနက်ပြရောင်လေးချစ်စရာလေးကော်လန်လေးနဲ့နော်ချောနေရောပဲဟုတ်လိုက်ကိုညံကုန်းကမလေးလှလိုက်တာအင်ကြီးထဲတွေကုန်ပြီးလားနိုးဗရာမှာကုန်ပြီးရโอเคတော်လိုက်တာနော်လာ